တိရှိသူမိဘပြည်သူများပျော်ရွှင်ကြပါရဲ့လားခင်ဗျာဒီကနေ့ညလေးမှာကျွန်တော်ဒီမှာကြည်နူးဝမ်းသာပါတယ်နော်ကျွန်တော်အသက်ကငယ်တော့မငယ်တော့ပါဘူးခမ်းမှန်းကြည့်လို့ရှိရင်ကျွန်တော်မွေးခဲ့တာ1945ခုနှစ်ပါခင်ဗျ1945ဒီဇင်ဘာလ14ရက်နေ့မှာလို့ဆိုတော့ကြာခဲ့ပါပြီနော်ဒီချစ်သူမိဘများကိုရှေ့မောက်မှာအခုလိုကိုယ်တိုင်ကိုကြအချင်းများနဲ့ပြန်လဲပြီးတော့ကျေးဇူးဆက်ပြီးဆိုခွင့်ရတာအင်မတန်မှဝမ်းသာစရာပါပဲ23နှစ်ကျော်ခဲ့ပါပြီကျွန်တော်ကိုဇော်ဝင်းထွတ်ကဒီအစီအစဉ်ကြီးကိုလုပ်ပေးပါတယ်နော်သူရဲ့ဂီတအမြော်မြင်ကြီးမားပါပြီလေကျေးဇူးထူးတင်ပါတယ်ဇော်ဝင်းထွတ်မိသားစုဒီနေရာမှာအစိုးအကလေးကျွန်တော်တင်ဆက်ပြရစီလို့ကျွန်တော်ရဲ့ချစ်ခင်လေးစားအပ်တဲ့ဂီတစာဆိုစိန်မောင်မြင့်ကကျွန်တော်အတွက်ရစ်ဆက်ပြီးကုန်းပေးခဲ့ပါတယ်အတန်သွင်းပြီးထုတ်လွှင့်လိုက်တဲ့အခါမှာလည်းပဲပြိတ္တများအားလုံးကကြိုက်ပြီးတော့နာမည်ကြီးခဲ့ပါတယ်ရွှေတုံတရီလို့ခေါ်ပါတယ်ဗျာဒီကနေ့ညမှာရွှေတုံတရီမင်းသမီးလေးအဖြစ်ကျွန်တော်ကိုဂုဏ်ပြုပါဝင်ပြီးတော့သူ့ရဲ့အနုပညာနဲ့ကူညီပံ့ပိုးပေးမဲ့ပညာရှင်လေးကတော့ထပ်ဆင့်အကယ်ဒမီမေတန်းလူဖြစ်ပါတယ်ခင်ဗျာလို့မင်္ဂလာပါခင်ဗျာကျေးဇူးများတင်ပါတယ်ဒီနေ့မှသတင်းကြီးလာသည်မင်းသမီးလေးရွှေသုံးသည်ဆိုရောအကရောရုပ်ချောသဘောညီလူတိုင်းချစ်နေသည်ဒီနေ့မှသတင်းကြီးလာသည်မင်းသမီးလေးရွှေသုံးသည်လူတိုင်းနှုတ်ဖြာမနာတာရေပန်းစားနေသည်တရာနီမြန်ချစ်နှုတ်ဟန်ပလီသမင်မျက်လုံးရှုလို့မဆုံးသည်အမရာကိန်းဒီမဒီတန်ဘူးထူးမြတ်တဲ့စုတွေဤဘယ်ရှိစုတောင်းပဲအကြောင်းငယ်ဖန်သည်ဒီနေ့မှသတင်းကြီးလာသည်မင်းသမီးလေးရွှေသုံးသည်အစိုးရောအကရောရုပ်ချောသဘောညီလူတိုင်းချစ်နေသည်ဒီနေ့မှသတင်းကြီးလာသည်မင်းသမီးလေးရွှေသုံးသည်လူတိုင်းနှုတ်ဖြာမနာတာဟန်ရေပန်းစားနေသည်ဗျာတရာနီမြန်ချစ်နှုတ်ခံပလီသမင်မျက်လုံးရှုလို့မဆုံးသည်အမရာကိန်းဒီမဒီသံဘူးထူးမြတ်တဲ့စုတွေအညီဘယ်ရှိစုတောင်းပဲအကြောင်းငယ်ဖန်သည်ညကဘာလေးမှာပျော်စရာရွှင်စရာအထူးပြုတ်ဆောင်သည်လက်ခုပ်ဩဘာစုညံတန်တွေတပတ်မိုးတို့ညံစီကပါရွှေသုံးတရီရေမောင်လဲကြည့်နေသည်သူလာတော့မှဆုံးရည်စံကြည်ရင်မောရပါသည်ဒီဘဝမှာမနီးရရင်ဖြင့်ကြီးဒုက္ခမိပြီစီလိမ့်မည်ခြေလက်ကောင်းခါစီဝါနီပိုင်နိုင်သည်မိုးမလင်းမီရွှေသုံးသည်ကာကျိုးပြောင်းမှစိုးမိသည်ခြေလက်ကောင်းခါစီဝါနီပိုင်နိုင်သည်မိုးမလင်းမီရွှေသုံးသည်
ကာကြိုးကြောက်မှစိုးမိသည်ပြိတ္တလက်ခုပ်တန်ကြရေမူးလုံးမဖြင့်ထိမနိုင်သိမနိုင်ရိမ့်ရိုင်မလားကွယ်မောင်တွေးမချပါသည်အသေးတရားရာရင်တလတ်လတ်နဲ့သာမနောဓာတ်ဝင်မှာပဒုံကြီးရွှေပဒုံမှကြာအချက်ကိုလေအဟုံလာဟတ်တလုံးဖြစ်ပြီးညကဘာလေးမှပျော်စရာရွှင်စရာအထူးပြုဆောင်သည်လက်ခုပ်တော်ပါစီရန်တန်တွေဓမ္မမိုးတို့ရန်စီကာရာကာပါရွှေသုံးတရီရေမောင်းလဲကြည့်နေသည်သူလာတော့မှစုံကြည်စံကြည်ရင်မောရပါသည်ဒီဘဝမှာမနီးရရင်ဖြင့်ကြီးဒုက္ခမိပြီစီလိမ့်မည်ကဘာလေးမှပျော်စရာရွှင်စရာအထူးပြုဆောင်သည်လက်ခုပ်ဩဝါစီညံတန်းတပံမိုးတို့ညံစီကာဘာရွှေသုံးသည်မောင်လဲကြည့်နေသည်သူလာတော့မှစုံကြည်စံကြည်ရင်မောရပါသည်ဒီဘဝမှာမနီးရရင်ဖြင့်ကြီးဒုက္ခမိပြီစီလေ